ကော်ဖီတောက်တယ်ဆိုတာလေသူ့ရဲ့ဘယ်လိုပြောရမလဲအရသာကိုဗျာဖြည်းဖြည်းချင်းနဲ့ခံစားရတာဗျာနော်ကိုယ်ရင်ဆေးလိုက်မယ်အခုလောမနေနဲ့ဟဲ့မင်းကော်ဖီတောက်ပြီးွားပြီဆိုရင်အခွက်ကိုချီချင်းသွားဆေးနော်ဒီတိုင်းထားမတာနဲ့ပွဲစိတ်တက်မှာဆိုကြားတာအမကျွန်တော်ကိုယ်ရင်ဆေးလိုက်မယ်အေးငါခုကွာကြော်ကြီးတို့အဖေနေမကောင်းလို့တဲ့ငါတင်းသွားမေးလိုက်အောင်ဒီဘက်မင်းထမင်းစားထားလိုက်ကွာငါနောက်ကြမှာဟုတ်ပြီလားဝေပြီးတော့မင်းကကော်ဖီကွက်ဆေးခိုင်းတာမင်းကိုချိန်ကြီးမဆေးသေးဘူးလားကုန်ပြီလားကုံတော့မကုံသေးဘူးလေကွာဒါပေမဲ့မင်းကလည်းငါသွားတာဒီတော့အကြာကြီးကိုချိန်ကြီးမကုံသေးဘူးဆိုတော့မင်းကမဟုတ်သေးပါဘူးကွာအကိုကလေဒီမှာကော်ဖီတောက်တယ်ဆိုတာလေသူ့ရဲ့ဘယ်လိုပြောရမလဲအရသာကိုဗျာဖြည်းဖြည်းချင်းနဲ့ခံစားရတာဗျာနော်ကိုယ်ရင်ဆေးလိုက်မယ်အခုလောမနေနဲ့အဲ့လိုနဲ့ပဲငါဘက်ရောက်သွားပါတယ်ဟဲ့မိုးလဲချုပ်နေမင်းခုချိန်ကြီးဒီခွက်ကိုမဆေးသေးဘူးလားတေချာကြည့်ပါဦးကော်ဖီကုန်ပြီလားဆိုတာရပြီငါပဲသွားဆေးလိုက်တော့နော်အခုကျွန်တော်မဆေးခိုင်းဘူးနော်ကျွန်တော်ကိုယ်ရင်ဆေးမယ်လို့ကိုပြောပြီးသားဒါပေမဲ့ကိုဆေးခြင်းဆေးကျွန်တော်ခွင့်ပြုတယ်